အနောက်တိုင်းနှစ်ခတ်ပေတင်ရ Uranus ဂျိုဟာ2026 AB လ25ရက်နေ့မှာမေထွန်ရာသီကိုစတင်ကူးပြောင်းဝင်ရောက်ခဲ့ပြီးနောက်9နှစ်ဝန်းကျင်ဖြစ်တဲ့2033ခုနှစ်မေလကုန်လောက်ထိမေထွန်ရာသီမှာရပ်တည်နေမှာဖြစ်ပါတယ်။တည်င်းချက်လက်ဆက်သွယ်ရေးနဲ့နီးပညာအတွေးခေါ်ပညာတွေကိုစိုးမိုးတဲ့မေထွန်ရာသီခွင်မှာရုတ်တရက်အပြောင်းလဲကြီးတွေတီထွင်စမ်းသစ်မှုတွေနဲ့တော်လန်ဆန့်ကျင်မှုတွေကိုကိုစားပြုတဲ့ Uranus ဂျိုရပ်တည်လာတဲ့အတွက်စနစ်ရာသီဘွားတွေပေါ်ဘလို့အကျိုးသက်ရောက်မှုတွေလာမဲ့9နှစ်အတွင်းဖြစ်ပေါ်လာမလဲဆိုတာဘေဒင်တူတာအနေနှစ်ရှည် long term hawking ဖြစ်တင်ဆက်ပေးလိုက်ပါတယ်မိတ္တရာသီဘွားတွေအနေနဲ့ဒီ9နှစ်တာအတွင်းလေးလာတင်ယူမှုနဲ့ဆက်သွယ်ရေးကဏ္ဍမှာထူးထူးခြားခြားပြောင်းလဲလာပါလိမ့်မယ်။အရင်ကနဲ့မတူတဲ့အတွေးခေါ်အသစ်တွေနီးပညာအသစ်တွေပြောဆိုဆက်သွယ်မှုပုံစံအသစ်တွေကြောင့် social media နဲ့လူမှုပတ်ဝန်းကျင်မှာနေရာတစ်ခုရလာပါလိမ့်မယ်။ညီကိုမောင်နှမတွေနဲ့ပတ်သက်ပြီးမမျှော်လင့်ထားတဲ့ကိစ္စတွေဖြစ်လာနိုင်ပါတယ်။တိတ်မဝေးတဲ့ခီးတိုလေးတွေခါတိုင်းနှစ်တွေထက်ပိုများလာပြီးမရောက်ဘူးမသွားဘူးတဲ့နေရာတွေကိုရောက်ရှိလဲပတ်ရတတ်ပါတယ်ပိတ်တရာသီဘွားတွေကဒီ9နှစ်အတွင်းမှာငွေကြေးရှာဖွေတဲ့ပုံစံငွေကြေးစီမံခန့်ခွဲမှုပုံစံတွေအကြီးအကျယ်ပြောင်းလဲသွားပါလိမ့်မယ်။ပုံမှန်ဝင်ငွေမဟုတ်တဲ့လမ်းကြောင်းတွေစမ်းသစ်တဲ့နည်းလမ်းတွေဥပမာ online လုပ်ငန်းနည်းပညာသုံးလုပ်ငန်းတွေကနေငွေဝင်လာတတ်ပါတယ်။ဒါပေမဲ့9နှစ်တာအတွင်းမှာဝင်ငွေလမ်းကြောင်းကအတက်အကျမတည်ငြိမ်ပဲငွေတွေလုံးဝနဲ့ဝင်လာလိုက်ဝေါကနေပြန်ထွက်လိုက်ဖြစ်တတ်တာကြောင့်ကိုယ့်ရဲ့အသုံးအဆွဲစုဆောင်းမှုကိုလည်းတေချာစီမံမှုလိုပါလိမ့်မယ်။မိထုံရာသီဖွားတွေကတော့ကိုယ့်ရဲ့ရာသီဝင်ကို Uranus ဂျိုကြီးရောက်လာတာဖြစ်လို့ဘဝသစ်စတင်တယ်လို့ခံစားရပါလိမ့်မယ်။ကိုယ့်ရဲ့စရိုက်ပုံစံနဲ့အတွေးခေါ်တွေတမျိုးတစ်ဖုံပြောင်းလဲလာပြီးတော့လွတ်လပ်မှုကိုပုံမြန်နိုးလာပြီးအများနဲ့မတူတဲ့ဘဝလမ်းကြောင်းတွေကိုရဲရဲဝံ့ဝံ့ရှောက်လန်းရတတ်ပါတယ်။ဒီ9နှစ်တာအတွင်းမှာကိုယ့်ပုံစံရောစိတ်နေစိတ်ထားနဲ့အမှုအကျင့်တွေပါပြောင်းလဲသွားတတ်ပြီးလုံနေကြမဟုတ်တဲ့အပြုအမူတွေထူးဆန်းတဲ့ဒလိစရိုက်နဲ့စိတ်သဘောထားတွေလည်းဖြစ်ပေါ်လာတတ်ပါတယ်ကရကရာသီဘွားတွေကတော့နံပိုင်းဆိုင်ရာနဲ့အတွေးခေါ်ပိုင်းမှာနက်နက်ရှိုင်းရှိုင်းပြောင်းလဲလာပါလိမ့်မယ်။အတိတ်ကအစွဲလန်းဟောင်းတွေဒဏ်ရာဟောင်းတွေကိုကူစားရှင်းလင်းပြနိုင်ပြီးဘဝကိုအသက်တစ်ဖန်မွေးမှန်နိုင်ပါလိမ့်မယ်။အိမ်မက်ဆန်းတွေလည်းမကြာခဏမက်လာတတ်ပါတယ်။နောက်ကျောကိုဓာတ်နဲ့ထိုးမဲ့လျှို့ဝှက်ရန်သူတွေဘူးပေါ်သလိုပေါ်လာနိုင်သလိုကိုယ့်ရဲ့လျှို့ဝှက်ချက်တွေလည်းအများသိပေါ်ပေါက်လာတတ်ပါတယ်။တရားဓမ္မနဲ့စမ်းကြဲတဲ့ပညာရက်တွေကိုလေ့လာလိုက်စားလာပါလိမ့်မယ်။ရုတ်တရက်ငွေကုန်ပေါက်တွေပုံမှန်မဟုတ်တဲ့အကုန်ကြတွေလည်းထူးထူးဆန်းဆန်းကြုံရတတ်ပါတယ်တင်ရာသီဖွားတွေက9နှစ်တာအတွင်းမှာမိတ်ဆွေအပေါင်းအသင်းနဲ့လူမှုဆက်ဆံရေးပတ်ဝန်းကျင်လုံးဝပြောင်းလဲသွားတတ်ပါတယ်။အရင်ကပေါင်းခဲ့တဲ့သူတွေထက်ထူးခြားဆန်းပြားတဲ့သူတွေပညာရှင်တွေနဲ့ပိုပြီးစုံတွေ့ရတတ်ပါတယ်။ကိုယ့်ရဲ့ရည်မှန်းချက်တွေကလည်းအရင်ကနေမတူပဲပိုပြီးစမ်းသစ်တီထွင်မှုရှိတဲ့ခေတ်နဲ့အညီရင်ပေါင်တန်းရမယ်လမ်းကြောင်းပေါ်ရွေ့လျားသွားတတ်ပါတယ်။မထင်မှတ်တဲ့ငွေဝင်ကိန်းနဲ့ဝင်ငွေလမ်းကြောင်းသစ်တွေလည်းဖြစ်တည်ပေါ်ပေါက်လာနိုင်ပါတယ်ကညာတီဘွားတွေကအလုတ်အကိုင်းနဲ့ဂုံတိတ်ခါပိုင်းမှာအလှည့်အပြောင်းကြီးတွေဖြစ်လာပါလိမ့်မယ်။ပုံမှန်ဝန်ထမ်းအလုပ်ထက်ကိုယ်ပိုင်လုပ်ငန်းတွေခက်ရှိပြေးတဲ့လုပ်ငန်းတွေမှာပိုအောင်မြင်တတ်ပါတယ်။အရင်နဲ့လုံးဝမတူတဲ့လုပ်ငန်းနယ်ပယ်မျိုးကိုရောက်သွားတတ်ပြီးအလုတ်အကိုင်းအသက်မွေးမှုကဏ္ဍမှာလုံးဝထူးခြားတဲ့အလှည့်အပြောင်းကိုကြုံရတတ်ပါတယ်။ဒါပေမဲ့လုပ်ငန်းကအတက်ကျမြန်ဆန်တတ်တာကြောင့်ကိုယ့်ဘက်ကအပြောင်းလဲတွေနဲ့တပီးညီလိုက်ရှောညီတွေဖြစ်အောင်လုပ်ဖို့လိုပါလိမ့်မယ်။တူရာသီဖွားတွေအတွက်ဒီ9နှစ်ဟာအယူဆဟောင်းတွေကိုရိုက်ချိုးပြောင်းလဲခံရမယ့်ကာလဖြစ်ပါတယ်။ယုံကြည်ချက်အတွေးအမြင်တွေပြောင်းလဲဖို့ရှိနေပါတယ်။မထင်မှတ်ပဲနိုင်ငံရခြားခီးစဉ်တွေအစိမ့်မြင့်ပညာရေးကိစ္စတွေပေါ်ပေါက်လာနိုင်တယ်လို့ဘာသာရေးကိစ္စတွေမှာလည်းထူးခြားတဲ့အတွေးခေါ်တစ်တွေဝင်လာတတ်ပါတယ်အထူးသဖြင့်အရင်ကထက်ပိုပြီးပွင့်လင်းမြင်သာတဲ့အမြင်တစ်တွေရရှိလာပါလိမ့်မယ်မရောက်ဘူးမသွားဘူးတဲ့ရပ်ဝေးနေရာဒေသတွေစီရောက်ရှိတတ်ပါတယ်ဘစ်ဆာရာသီဘွားတွေကမျှော်လင့်မထားတဲ့အမွေနှစ်တွေရရှိတာအကျိုးတူရင်းနှီးမြှုပ်နှံထားတဲ့ကိစ္စတွေကအပြောင်းလဲဖြစ်လာတာတွေကြုံရတတ်ပါတယ်။9နှစ်တာကာလမှာဘဝရဲ့အနှိမ့်မြင့်ကိုခံစားရနိုင်ပေမဲ့ရုတ်တရက်ကံကောင်းမှုမျိုးတွေလည်းကြုံတွေ့ရတတ်ပါတယ်။ဘဝတစ်ကွေ့မှာဘလူးမှထင်မှတ်မထားတဲ့လျှို့ဝှက်စမ်းကြဲတဲ့အရာတွေအဖြစ်အပျက်တွေပေါ်အကြီးအကျယ်စိတ်ဝင်စားလာတတ်ပါတယ်။တနုရာသီဘွားတွေကဒီ9နှစ်တောင်အတွင်းအိမ်အောင်ရေးနဲ့စက်တူရှယ်ယာလုပ်ငန်းတွေမှာအပြောင်းလဲတွေမြန်ဆန်လာတတ်ပါတယ်။လက်တွဲဖော်ဒါမှမဟုတ်အိမ်အောင်ဘက်ကအံ့အားသင့်စရာအပြောင်းလဲတွေလုပ်လာတတ်ပါတယ်နှစ်ဦးသားဆက်ဆံရေးမှာပုံမှန်မဟုတ်ဘဲလွတ်လပ်မှုတွေကိုတောင်းဆိုမှုများလာပြီးသူရောကိုပါအဟောင်းကိုညင်းငွေလို့အစ်စ်ကိုမှတောင်းတမိလာတတ်ပါတယ်လူမှုဆက်ဆံရေးမှာလည်းတွေ့ကြုံရတဲ့အတိုင်းဝိုင်းတွေလုပ်ငန်းဖက်အပြောင်းလဲတွေဖြစ်ပေါ်လာနိုင်ပါတယ်မကာယရာသီဘွားတွေကဒီ9နှစ်တာအတွင်းမှာနေ့စဉ်လူနေမှုပုံစံနဲ့ကျန်းမာရေးအလေ့အထတွေကိုကြောင်းလဲရပါလိမ့်မယ်အလုပ်ထဲမှာနီးပညာအသစ်တွေသုံးလာရတတ်ပြီးပုံမှန်တဲ့ပိုလွတ်လပ်တဲ့အလုပ်မျိုးကိုသဘောကျလာပါလိမ့်မယ်ကိုယ့်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ရင်လည်းအရင်ကမသိခဲ့တဲ့အလေးအကျင့်တွေအစားအသောက်ပုံစံတွေပြောင်းလဲလာတတ်ပါတယ်အလုံးမှာပုံတီစရာအတိုင်းလောက်ရတာမျိုးထက်လွတ်လပ်တဲ့ပုံစံမျိုးကိုပိုသဘောကျလာပါလိမ့်မယ်ကောင်ရာသီဖွားတွေက9နှစ်တာအတွင်းကိုယ့်ရဲ့ဝါသနာနဲ့တီထွင်ဖန်တီးမှုပိုင်းမှာတကယ့်ကိုထူးထူးခြားခြားအောင်မြင်လာတတ်ပါတယ်လူငယ်လူရွယ်ဆိုရင်အချစ်ရေးမှာမမျှော်လင့်ထားတဲ့သူနဲ့စုံစည်းရတာမျိုးရုတ်တရက်အချစ်တစ်တွေ့ရမျိုးဖြစ်တတ်ပါတယ်တစ်ချိန်တည်းမှာကနာမငြိမ်နဲ့အပြောင်းလဲမြန်တဲ့နှလုံးသားရေးမေတ္တာရေးကိစ္စတွေလည်းများလာတတ်ပါတယ်ဒီကာလမှာကိုယ့်ရဲ့တီထွင်ဖန်တီးနိုင်စွမ်းတွေကိုလူအများသိလာအောင်လို့တီချာလေးစူးစမ်းအားထုတ်တာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်မင်္ဂလာဒီပွားတွေကဒီ9နှစ်တာအတွင်းအိမ်တော်မိသားစုနဲ့နေထိုင်ရာအရက်ဒေသကိုအပြောင်းလဲတွေလုပ်ရတတ်ပါတယ်။အိုးအိမ်နေရာခဏခဏရွှေ့ရတာမျိုးအိမ်မှာနီးပညာပစ္စည်းတွေအများကြီးသုံးလာတာမျိုးဖြစ်တတ်ပါတယ်။မိသားစုထဲမှာလည်းအယူအဆမတူမှုလေးတွေရှိနိုင်ပေမဲ့ဒါကပိုပြီးပွင့်လင်းတဲ့ဆက်ဆံရေးစီကိုဥတီသွားမှာမို့လို့စိတ်ပူစရာတော့မဟုတ်ပါဘူး
ကိုယ်ခံစားချက်တွေကိုခါတိုင်းထက်ပွင့်ပွင့်နင်းနင်းအများနားလည်အောင်ဖွင့်ချပြနိုင်မဲ့ကာလလို့ဆိုနိုင်ပါတယ် ဒါကတော့မေထုံရာသီဝင်မှာ Uranus ကြိုဖြတ်တန်းနေမဲ့9နှစ်တာအတွင်းရာသီပွားလိုက်ကြုံတွေ့လာမဲ့အခြေအနေတွေကိုဘေဒင်တုတကနေဟောပြောပေးထားတာဖြစ်ပါတယ်။ Uranus ကြိုရဲ့သဘောကအဟောင်းကိုဖြတ်အစ်စ်ကိုဆက်တာဖြစ်လို့ပြောင်းလဲမှုတွေကိုကြောက်မနေပဲရဲရဲဝံ့ဝံ့ရင်ဆိုင်ကြည့်ဖို့လိုအပ်ပါတယ်။အပြောင်းလဲကိုလက်ခံနိုင်စွမ်းရှိသူတွေအတွက်ဒီ9နှစ်ဟာအောင်မြင်မှုအသစ်ဆက်တွေကိုယူဆောင်လာပြီးမှသိချပါတယ်။အားလုံးကိုယ်စိတ်နှပြချမ်းသာရှင်လန်းပြီးလိုရာဆန္ဒတွေပြည့်ဝကြပါစေလို့ဘေဒင်တုတကနေဆုတောင်းပေးလိုက်ပါတယ်။